သူတကားကိုဖွင့်လိုက်တယ်အပြင်မှာစူချင်းမတက်ရက်နေတာကိုမြင်တော့သူအံ့ဩသွားတယ်သူ့လက်ထဲမှာဆေးတွေလည်းပါလာတယ်ဘာစကားမှအများကြီးမပြောဘဲဆေးကိုသူ့စီတက်တက်ပဲကန်ပေးလိုက်တယ်ပြီးတော့ဆေးတော့ပြုတ်ပြီးထွက်သွားတယ်သူထွက်သွားတာကိုကြည့်ပြီးစုံတဲ့အောင်မပြုံးပဲမနေနိုင်ခဲ့ဘူးသူမှစဉ်းစားမိတာကတကယ်ထူးဆန်းနေလူပဲတခါတလေကြတော့လေငါ့ကိုမညာမတနာအပြစ်ပေးတယ်နောက်တစ်ခါကျတော့လေငါ့ကိုတိတ်တိတ်ဆိုင်ဆိုင်ဂယုဆိုင်ပေးပြန်ရောနောက်နေ့မှာတော့အားလုံးတောင်ပေါ်ကိုထွက်ခဲ့ကြတယ်တောင်တက်စခန်းဝင်ရင်းနဲ့ကေဆေရေးလိချင်းခံလုပ်ဖို့တော့ပေါ့တောင်တက်နေတော့မှစူချင်းဟောရုတ်တရက်ကြောက်ခဲချို့လွင့်စင်းလာတာကိုတတိပြုလိုက်မိတယ်စုံစီကိုတိတ်တဲ့ကြီးလွင့်စင်းလာတာပါမိမိကိုယ်ပိုင်ဘေးကင်းကြီးကိုတော့မစင်းစားနိုင်တော့ဘူးချက်ချင်းသူမရဲ့ရှေ့ကိုပြေးဝင်လိုက်တယ်ပြီးတော့ပြုတ်ကျလာတဲ့ကြောက်ခဲချံကန်ကြီးသူမကိုကဝယ်ပေးလိုက်တယ်သူ့ကျေစုချောင်းစုံပါတဲ့နိုင်မှမရခဲ့ပါဘူးဒါပေမဲ့ဒီဖြစ်စဉ်မှာစူချင်းရဲ့ချက်ထုတ်တန်ရာရသွားခဲ့တယ်သူမကြောင့်သူမတန်ရာရသွားလာကိုမြင်ရတော့စုံတယောက်ချက်ချင်းစိတ်ပူသွားခဲ့တယ်သူနာကျင်နေတော့မှစူချင်းဟာဆက်ပြီးတောင်းတက်ခဲ့တယ်တောင်းထိပ်ကိုရောက်တဲ့အထိပေါ့နားလိုက်တာနဲ့တပြိုင်နက်စုံဟာသူ့ရဲ့တန်ရာရထားတဲ့ချက်ထုတ်ကိုစစ်ဆေးပေးတယ်ပြီးတော့ဆေးရုံသွားတဲ့တယ်လို့သူ့ကိုအလေးအနက်ပြောလိုက်တယ်တန်ရာပူမဆိုးသွားခင်မှာပေါ့ဒါပေမဲ့စူချင်းဟာသူ့ရဲ့အကြံပေးချက်ကိုအလေးမထားခဲ့ဘူးဒါပေါ့ပေါ့ရရတန်ရာလီပဲလို့ခက်ပေါ့ပေါ့ပြောလိုက်တယ်ပြီးတော့သူ့အလိုလိုတက်တာသွားလိမ့်မယ်တဲ့ဒါပေမဲ့စုံကတော့သူ့ကိုလစ်ရှော့ဝင်မရခဲ့ဘူးသူမကလူကိုစူချင်းကိုချက်ချင်းဆေးရုံခေါ်သွားပြီးဖို့တောင်းဆိုခဲ့တယ်သူမရှော့မပေးတဲ့အတွက်နောက်ဆုံးမှစူချင်းဟာလူနဲ့အတူလိုက်သွားခဲ့ရတယ်တချင်လုံးစစ်စီးပြီးတဲ့နောက်မှာတော့ဆရာဝန်ကဒန်ယာဟာတိမကင်းထန်ဘူးလို့ပြောခဲ့တယ်စူချင်းဆေးတောက်ပြီးအနားယူနေတဲ့ရမှာသူပြန်တက်တာလာပါလိမ့်မယ်အဲ့ဒီအတော်တွေမှာပဲကယ်ဆယ်ကြီးအဖွဲ့ဟာစေတနာဝင်2ယောက်တောင်ပေါ်မှာပျောက်ဆုံးနေတာကိုရုတ်တရက်တတိထားလိုက်ကြတယ်သူတို့ချက်ချင်းစူချင်းစီကိုဖုံးဆက်လိုက်တယ်ပြီးတော့စုံနဲ့နှုတ်ထမင်းကလေးတယောက်ပြန်မြောက်သေးဘူးဆိုတဲ့အကြောင်းပြောပြလိုက်တယ်စုံတယောက်စူချင်းရဲ့နာမည်ကိုကြားလိုက်တဲ့ခဏမှာပဲနှစ်ခါတော့မစင်းစားတော့ပဲစေယုံကနေပြီးထွက်သွားခဲ့တယ်လူကလည်းသူ့နောက်ကနေအမြန်အော်ပြောလိုက်တယ်သူ့ချက်တော့မှဒဏ်ရာရထားသေးတယ်ဆိုတာကိုတတိပေးပြီးအရှင်လက်လျှော့ဖို့ပြောလိုက်တယ်ဒါပေမဲ့စူချင်းကတော့သူ့ကိုလုံးဝလစ်လျှော့ခဲ့တယ်ပြီးတော့တောင်စီကိုဆက်ပြီးပြေးသွားခဲ့တယ်အဲ့ဒီအချိန်မှာပဲစုံတယောက်မတော်တဆချီချောပြီးကြောက်ငယ်တစ်ခုတည်းပြုံ့ကျသွားခဲ့တယ်သူမဒဏ်ရာရသွားခဲ့တယ်ပြီးတော့အပြင်ကိုပြန်တက်ဖို့ဘလို့မှဖြစ်နိုင်မှမသိလိုက်ရဘူးသူမကအောက်မှာစောင့်နေတော့အကူကြီးရှာဖို့နောက်ထပ်စေတနာဝင်တယောက်ကိုပြောလိုက်တယ်အဲ့ဒီမိန်းကလေးလည်းလူရှာဖို့ချက်ချင်းပြေးထွက်သွားခဲ့တယ်ခဏအကြာမှာတော့စူချင်းဟာစုံကိုလိုက်ရှာဖို့အဲ့ဒီ area တစ်ခုလုံးပိုက်စိတ်တိုက်ရှာတော့တယ်လမ်းလျှောက်နေတော့မှမြေကြီးပေါ်မှာလဲကျနေတဲ့ဓာတ်တစ်ချောင်းကိုသူတတိပြုလိုက်မိတယ်ဒါဟာစောစောကစုံတိုက်လာတဲ့ပစ္စည်းဆိုတာမှတ်မိလိုက်တယ်ပြီးတော့သူမအနီးနားတနေရာရှိနေတယ်ဆိုတာကိုချက်ချင်းသဘောပေါက်လိုက်တယ်သူ့ရဲ့နာမည်ကိုထပ်ခါအော်တော့တယ်သူ့အတန်ကိုကြားတော့စုံကလည်းချက်ချင်းပြန်ထူးလိုက်တယ်သူမအောက်မှာပိတ်တိနေတယ်ဆိုတာကိုပြောပြလိုက်တယ်စဉ်းစားဖို့တော့မရက်နာတော့ပဲစူချင်းဟာသူမစီရောက်ဖို့ကြောက်ထဲကိုတဲ့ခုံဆင်းလိုက်တယ်ကန်ဆိုးဆွားနဲ့ရိုက်ခတ်မှုကြောင့်သူ့ရဲ့ဒဏ်ရာရထားခဲ့ချက်တော့ကပြန်ပြီးဒဏ်ရာရသွားခဲ့တယ်ဒီကိုမြင်တော့စုံတယောက်ချက်ချင်းစိတ်ပူသွားပြီးမေးလိုက်တယ်သူမကိုကယ်ဖို့အတွက်နဲ့ဘာလို့ဒဏ်ရာကိုပိုမဆိုးအောင်အစွန့်ခံတာလေပေါ့စူချင်းကပြုံးပြီးသူမကိုပြောလိုက်တယ်သူမအန်ဒီရဲ့ရှိနေတယ်ဆိုတာသိလိုက်တဲ့ခဏကနော်ဘာမှမလုပ်ဖဲဒီအတိုင်းကြည့်နေဖို့ဘလို့မှဖြစ်နိုင်ခဲ့ဘူးတဲ့အဲ့ဒီစကားတွေကိုကြားရတော့စုံရဲ့ရင်တွေခုန်လာခဲ့ရတယ်သူမအထန်ထွက်ပြီးမပြောခဲ့ပြီမဲ့သူ့ရဲ့ဂယုဆိုင်မှုကြောင့်တကယ်လို့စိတ်လှုပ်ရှားတုန်လှုပ်ခဲ့ရတယ်အဲ့ဒီအချိန်မှာမိုးသေးတန်းစွာရွာဆွင်းသွားခဲ့တယ်သွားစရာအခြားနေရာမရှိတဲ့အတွက်သူတို့နှစ်ယောက်မုံတိုင်ထဲမှာရုံကန်းနဲ့ရှောက်ခဲ့ကြတယ်တေးသေးလေးတယ်စွန့်ပစ်ထားတဲ့တဲခန်းတစ်ခုကိုခိုလုံကိုတွေ့ရှိခဲ့တဲ့အထိပါပဲမိုးတင်းနေတာကိုစောင့်ဆိုင်နေစဉ်မှာစုံကစူချင်းကိုစူးဆိုင်နေစိတ်နဲ့မေးလိုက်တယ်သူမှတကယ်ချစ်လူမရှိတာလားဆိုတာပေါ့စူချင်းကတော့ဒီအချိန်ထိသူတယောက်တည်းပဲရှိနေခဲ့တာပါလို့ရိုးရိုးသားသားပြန်ဖြေလိုက်တယ်ပြီးတော့စုံမလည်းချစ်လူရှိသလားဆိုတာသူပြန်မေးလိုက်တယ်စုံကပြုံးပြီးရှင်းပြန်ခဲ့တယ်သူမဆရာဝန်အဖြစ်လုပ်နေစဉ်မှာဘယ်သူနဲ့မှတွဲဖို့အချိန်မအလောက်အောင်အမြဲအလုပ်ရှုံနေခဲ့တာပါတယ်အဲ့ဒါကြောင့်သူမလည်းချစ်လူတခါမှမရှိခဲ့ဘူးပါဘူးသူတို့ရဲ့တိတ်တိတ်ဆိုင်ဆိုင်စကားဝိုင်းဟာပြတ်ပြားသွားခဲ့တယ်တဲပိုင်ရှင်ရောက်လာတဲ့အခါမှာပေါ့ပြီးတော့ဇဝင်ကန်ကဆေးရုံစီပြောင်းသွားတယ်ဆိုတဲ့အချိန်นี้တဲပိုင်ရှင်ကကဲဆေးရဲ့အဖွဲ့ကိုဆက်သွယ်ပေးခဲ့တာဖြစ်ပြီးသူတို့နှစ်ယောက်လုံးကိုဘေးကင်းစွာပြန်ရောက်အောင်ကူညီပေးခဲ့တာပါနောက်တော့လူကစူချင်းကိုတန်တရားထိဖွယ်အပြုံးနဲ့ကြည့်လိုက်တယ်သူစူချင်းကိုတတိပေးလိုက်တယ်စုံပြောက်ဆုံးနေတယ်ဆိုတဲ့ခဏမှာသူဆေးရုံကနေဘယ်တော့ထောင်တဲမမဲပြေးထွက်သွားတယ်လဲဆိုတာပေါ့လူကစောင့်နောက်ပြီးပြောလိုက်တယ်ဒါဟာသူ့အတွက်တော့တာမန်ဂယုဆိုင်မှုမျိုးနဲ့မတူဘူးတဲ့အချစ်ရေးမှာပျက်စီးအချစ်ချနေသူရဲ့ပုံစံနဲ့အတိအကျတူနေတယ်လေစူချင်းကချက်ချင်းငင်းဆယ်လိုက်တယ်လူကသူ့ကိုယုံဖို့ငင်းဆန်ခဲ့တယ်ပြီးတော့စုံကိုကြိုက်နေတာလားလို့တရိုက်မေးလိုက်တယ်ဒီတစ်ခါမှာတော့စူချင်းဟာတိတ်တိတ်ဆိုင်ဆိုင်ပဲနေခဲ့တယ်သူ့ရဲ့တုံ့ပြန်မှုကိုမြင်ရတော့လူကမေးခွန်းကိုပြောင်းပြီးစုံကသူ့ကိုကြိုက်တယ်လို့ထင်သလားလို့မေးလိုက်တယ်စူချင်းကသူလုံးဝမသိဘူးလို့ရိုးရိုးသားသားဝန်ခံလိုက်တယ်စုံကသူ့ကိုတကယ်ကြိုက်တယ်ဆိုရင်မကြခင်မှာသူ့စီလာမယ်ဆိုတာကိုလူကယုံကြည်ချက်ရှိရှိပြောလိုက်တယ်သူမလာရင်ဘာဖြစ်မလဲလို့စူချင်းကမေးလိုက်တယ်လူကရီမောပြောလိုက်တယ်သူမတေချာပေါက်လာမှာပါလို့ယုံကြည်ပြီးပြောလိုက်တယ်ခဏအကြာမှတော့စုံဟာစူချင်းရဲ့အခန်းထဲကိုတကယ်ဝင်လာခဲ့တယ်သူ့ရဲ့ခံမှန်းချက်မှန်ကန်သွားတာကိုမြင်ရတော့လူကတိတ်တိတ်အခွင့်ယူခွင့်တောင်းပြီးသူတို့နှစ်ယောက်တနည်းတည်းထားဟိလိုက်တယ်စုံဟာစူချင်းအတွက်အင်းချက်စုပြုတ်ပြုတ်ကိုတဲလာခဲ့တာသူမကသူ့ကိုမိမိကိုယ်တိုင်လက်နဲ့စုပြုတ်ခွင့်ကြွေးခဲ့တယ်သူတို့နှစ်ယောက်ကြားမှာရှိတဲ့ရေးတောင်ကိုစောစောကတည်းကတေးတာပိုးပြီးနှွေးထွေးသွားစေခဲ့တယ်အရင်ကထက်နောက်နေ့မှာတော့အားလုံးရဲ့ခွင့်ရစတင်လာတယ်ဒါပေမဲ့စူချင်းစီအရေးကြီးအလွတ်တာဝန်ရောက်လာတယ်ပြီးတော့အခြားမျိုးကိုခရီးသွားခဲ့ရတယ်မထွက်ခင်မှာနှုတ်ဆက်နိုင်ဖို့စုံနဲ့သွားမိတယ်ကံမကောင်းတဲ့အတော့စုံဟာအခါထဲမှာမရှိဘူးဘာလို့လဲဆိုတော့သူကစူချင်းနဲ့သွားမိနေလို့ပါအတိအကျတူညီတဲ့အချိန်ပါပဲ
သူတို့နှစ်ယောက်ဟာမတိလိုက်ပဲလွဲချော်သွားကြတယ်။စူချင်းဟာစုံရဲ့ဖုံးစီကိုထက်ခါဖုံးခေါ်ခဲ့ပြီးမဲ့သူမကအခန်းထဲမှာမတော်တဆကြံခဲ့တဲ့အတွက်ဖုံးမြင့်တန်းကိုလုံးဝမကြားခဲ့ရဘူး။လေရင်ထွက်တော့မယ်လို့ဖြစ်လာတော့စူချင်းမှာတခြားရွေးချယ်စရာမရှိတော့ဘူး။သူမကိုမတွေ့ပဲလေစိတ်ကိုထွက်ခဲ့ရတော့တယ်။ခဏကြာမှတော့စုံဟာအခန်းကိုပြန်ရောက်လာပြီးစူချင်းစီကခေါ်ဆိုမှုအရေးအတွေ့ဝင်လာထားတာကိုတတိပြုနိုင်မိတယ်။သူမတုတ်စီချက်ချင်းပြန်ခေါ်လိုက်တယ်။ဝမ်းနေစရာကောင်းတာကအဲ့ဒီအချိန်မှာစူချင်းဟာလေရင်ပေါ်ရောက်နေပြီဖြစ်ပြီးသူ့ရဲ့ဖုံးကလည်းပိတ်ထားခဲ့ပြီ။ပြီးတော့ဇဝင်ခန်းကစုံအင်းပြန်ရောက်တဲ့အချိန်စီပြောင်းသွားတယ်။သူမစူချင်းအပေါ်ပို့ပြီးဒေါသထွက်လာခဲ့တယ်။သူမကအရင်ဆုံးဖုံးခေါ်ခဲ့တာသူဖြစ်ပြီးတော့ခုကျတော့သူမရဲ့ဖုံးခေါ်ဆိုမှုကိုပြန်မကင်ဘူးဆိုပြီးမြင်တွင်တောက်တည်နေခဲ့တယ်။ဒါအပြင်သူထွက်သွားခဲ့တဲ့အတွက်